အားလုံးပဲမင်္ဂလာပါချယ်ရီ YouTube channel လေးကနေကိုမရဲ့အားလုံးကိုတယောက်မကျန်နေထွေးစာပြန်လဲကြိုဆိုလိုက်ပါရနော်ကိုမရဲ့အားလုံးပဲနော်ချယ်ရီပေးလိုက်တဲ့ကနန်းလေးနဲ့ကိုမရဲ့အားလုံးပဲတယောက်မကျန်အဆင်ပြေမယ်လို့လည်းချယ်ရီယုံကြည်ပါရပေါ့နော်ဒီညနေပေါ့နော်ကိုမရဲ့အားလုံးပဲ၄လပိုင်းတရက်နေ့2025အင်္ဂါနေ့ညနေ4 နာရီခွဲသေးမှာကိုမရဲ့အားလုံးပဲနှစ်တစ်နဲ့အောင်မြင်မှုရရှိမယ်လို့လည်းချယ်ရီထင်ပါရပေါ့နော်ချယ်ရီပေးလိုက်တဲ့ကနန်းလေးတွေကိုမရေပေါ့နော်နှစ်နဲ့ချယ်ရီပေးထားတဲ့ကနန်းလေး9ခွက်ရှိပါနော်နှစ်တစ်ကိုရကြမယ်လို့လည်းချယ်ရီထင်ပါရပေါ့နော်ကိုမရေအားလုံးပဲကဲမနက်ကို4လပိုင်း2ရက်နေ့2025ဗုဒ္ဓဟူးနေ့12နာရီ10မိနစ်တော့ကိုနော်ကိုမရေအားလုံးပဲဒီနေ့ညနေလိုပဲထပ်ပြီးအောင်မြင်ခြင်းနဲ့ကိုမရေအားလုံးပဲချယ်ရီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတော့ကိုမရေအားလုံးပဲနော်တယောက်ချက် line လက်မလေးနှိပ်ထားမယ်channel လေးကို subscribe မရသေးဘူးဆိုလို့ရှိရင် channel လေးကို subscribe နှိပ်မယ်အများမြင်များပေါ့လေ like share လေးနဲ့ share ပေးကြမယ်နော်ကိုမရအားလုံးပဲချယ်ရီရဲ့ကီးကိုနော်ကိုမရအားလုံးပဲနော်ကိုမရတတိထားမိသေးခြင်းနဲ့ပေါ့နော်ချယ်ရီပေးလိုက်တဲ့ကီးဒီတနေကုန်ကီးပါနော်ကိုမလေးရှိမှလုံးမရှိရဆိုလို့ရှိရင်ကိုမတွေပေါ့နော်ကီးလေးကိုပေါ့ချယ်ရီပေးလိုက်တဲ့ကီးလေးကိုကိုမလုံးမရှိလို့ရှိရင်ဆွဲကပ်ပြီးတော့ကစားလို့ရပါနော်ကိုမရအားလုံးပဲအဲ့ဒါလည်းပောက်ကွက်ဖြစ်ပါရပေါ့နော်ကိုမရအားလုံးပဲနော်ချယ်ရီကီးကိုလည်းတေချာလေးပြောပြပေးမယ်မိန်းကွက်ကိုလည်းတေချာလေးပြောပြပေးမယ်နော်ချယ်ရီဒီဗီဒီယိုဖိုင်လေးကိုကိုမရဲ့အားလုံးပဲနော်ကိုတူဦးတယောက်ထဲနဲ့မဟုတ်ဘဲနဲ့အများမြင်အများပေါအောင်လို့ပေါ့နော် like share လေးတွေနဲ့ကိုမရဲ့အားလုံးပဲနော်ဝိုင်းဝန်း share ပေးကြပါနော်ချယ်ရီကိုမလေးရှိရတပြားတစ်ချက်မှမယူဘူးနော်ကိုမရဲ့အားလုံးပဲကိုပေါ့ရင်ကိုဘက်ကိုယူပါနော်တပြားတစ်ချက်မှလည်းပေးကြမလို့ပါဘူးနော်ချယ်ရီရထားတဲ့ကနန်းလေးနဲ့ကိုမတွေအားလုံးကိုပေါ့နော်ပေါက်စေခြင်းနဲ့စေတနာလေးနဲ့ပဲချယ်ရီလာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါပါပေါ့နော်ကိုမတွေအားလုံးချယ်ရီကီးလေးတွေပြောပြပေးမယ်နော်ကိုမတွေအားလုံးပဲနော်ဘောဘီလေးနဲ့စာရွက်ကလေးတွေရှိရဆိုလို့ရှိရင်လည်းတေချာလေးလိုက်မှတ်ပြီးတော့တေချာလေးလိုက်ပြီးတော့ပေါ့နော်တေချာလေးမှတ်ထားပေးပါချယ်ရီဒီဗီဒီယိုဖိုင်လေးကိုကိုမတွေအားလုံးပဲနော်စုံထိရောက်ကြည့်သေးခြင်းနဲ့နော်ကြည့်ပြီးလို့ရှိရင်လည်း line လက်မလေးတယောက်တစ်ချက်နေမယ် channel လေးကို subscribe မရသေးဘူးဆိုလည်း channel လေးကို subscribe နေမယ်နော်အများမြင်များပေါ့လေ like share လေးတွေနဲ့ share ပေးကြမယ်နော်ကိုမရဲ့အားလုံးပဲချယ်ရီကနန်းလေးပြောပြပေးမှဖြစ်တဲ့အတွက်ကြောင့်မို့ကိုမရဲ့တေချာလေးကနန်းလေး like မှတ်ပေးပါနော်လေးလပိုင်း2ရက်နေ့2025ဗုဒ္ဓဟူးနေ့မနေ့7နာရီ10မိနစ်အတွက်မှာကိုမတွေအားလုံးပဲ share key နော်ရှယ်ကီးရဲ့4နှစ်6ကီးလေးပါနော်တခြားလေးမှတ်ထားပေးပါရှယ်ကီး4နှစ်6ကီးနော်ပြီးလို့ရှိရင်ထိတ်စီးကိုချယ်ရီပြောပြပေးမယ်နော်ထိတ်စီးကတော့16ခွန်ထိတ်စီးလေးပါနော်ကိုမရဲ့အားလုံးပဲ16ခွန်ထိတ်စီးလေးပါနော်16ခွန်ထိတ်စီးလေးတခြားလေးလိုက်မှတ်ပေးပါနော်ကိုမရဲ့အားလုံးပဲနော်ချယ်ရီတီဗီတို့ဖိုင်လေးကိုကိုမတွေနော်ကြည့်လိုက်ပြီဆိုတော့ကိုမရေနော်အကျိုးမရုပ်စေရပါဘူးနော်ကိုမရေအားလုံးပေါ့နော်ဒီတူဒီကိုဝါသနာပါတဲ့ကိုမရေအားလုံးအစီပြေစီရမယ်လို့လည်းချယ်ရီယုံကြည်ပါရပါနော်ချယ်ရီအကောင်းဆုံးကိုလည်းချယ်ရီထပ်မှန်ပြီးတော့ကြိုးစားထားတဲ့အတွက်ကြောင့်မို့ကိုမရေအားလုံးတယောက်မကျန်အစီပြေစီရမယ်လို့လည်းချယ်ရီယုံကြည်ထားပါရပါနော်ခဏလေးပြောပေးမှဖြစ်တဲ့အတွက်ကြောင့်မို့ကိုမရေအားလုံးပဲတေချာလေးလိုက်ပြီးတော့မှတ်ပေးကြပါနော်ရှယ်မိတ်နော်ရှယ်မိတ်လေးကိုပြောပြပေးမှဖြစ်တယ်ကိုမအားလုံးလိုက်မှတ်ပေးနော်ခွန်3ခွန်4ခွန်2ခွန်9နောက်တစ်ခေါက်ထပ်ပြောပြပေးမယ်နော်ခွန်3ခွန်4ခွန်2ခွန်9ရှယ်မိတ်နော်ဒူမိတ်လေးကိုပြောပြပေးမယ်နော်ကိုမအားလုံးပဲတေချာလေးတယောက်မကျန်တေချာလေးဂယူးတစ်ဆိုင်လေးနဲ့တေချာလေးလိုက်မှတ်ပေးပါနော်64ရယ်62ရယ်63ရယ်69ရယ်64 62 63 69ကိုမရဲ့အားလုံးပဲနော်ပြီးလို့ရှိရင်14 10 19 ခွန်14 10 19 ခွန်နော်ဒူမိန်လေးပါနော်ကိုမရဲ့နောက်တစ်ခေါက်ထပ်ပြီးပြောပြပေးမယ်နော်တေချာလေးလိုက်မှတ်ပြီးတော့ကိုမရဲ့လိုက်ကစားပေးမယ်ပေါ့နော်ဝါသနာပါတဲ့ကိုမရဲ့အားလုံးပဲချယ်ရီပေးလိုက်တဲ့ကနန်းလေးနဲ့တေချာလေးလိုက်ပြီးတော့ကစားသေးခြင်းပါပေါ့နော်ကိုမရဲ့မရှုံးသေးရှုံးမယ်လို့လည်းချယ်ရီမထင်ဘူးပေါ့နော်မရှုံးလည်းမရှုံးစီရပါဘူးနော်တစ်ပတ်ကိုနေဆုံးမပါဘူးဆိုတော့မှ4-5ချိန်လောက်ပါအောင်ချယ်ရီစူးစမ်းထားပါနော်ကိုမရဲ့အားလုံးပဲချယ်ရီကိုယုံကြည်ပေးဖို့ပဲလိုပါနော်ချယ်ရီကိုယုံကြည်ရဆိုကိုမရဲ့အားလုံးပဲ like share လေးတွေနဲ့ like လက်မလေးနဲ့တယောက်ချက်နှိပ်မယ်နော် channel လေးကို subscribe မရသေးဘူးဆိုလည်း channel လေးကို subscribe နှိပ်မယ်နော်များမြင်များပေါ့အောင်လဲ like share လေးတွေနဲ့ share ပေးကြမယ်နော်ကိုမရဲ့အားလုံးပဲဒူမေလေးကိုနောက်တစ်ခေါက်ထပ်ပြီးပြောပြပေးမယ်နော်ကိုမရဲ့အားလုံး64ရယ်62ရယ်63ရယ်69ရယ်ပြီးရင်14ရယ်10ရယ်1ခွန်ရယ်19ရယ်ပေါ့နော်
ဟုတ်ပါပြီကိုမရဲ့အားလုံးပဲနော်ကနန်းလေးရကြပြီဆိုလို့ရှိရင်လေကိုတူဦးတယောက်ထဲလည်းမဟုတ်ဘဲနဲ့အများမြင်များပေါအောင်လို့ပေါ့နော်ဟုတ်ချယ်ရီပေးလိုက်တဲ့ကနန်းလေးကတူဦးတယောက်ထဲအတွက်မဟုတ်ပါဘူးနော်အကုန်လုံးအကိုမတွေပေါ့နော်ဒုက္ခရောက်နေတဲ့ကိုမရဲ့အားလုံးလည်းအဆင်ပြေအောင်လို့ပေါ့နော်ချယ်ရီပေးလိုက်တဲ့ကနန်းလေးနဲ့ကိုမရဲ့ဘက်ကပေါက်တယ်ဆိုလို့ရှိရင်ချယ်ရီဘက်ကဝမ်းသာပါပဲပေါ့နော်ချယ်ရီကိုတပြားတစ်ချက်မှလည်းကိုမရဲ့ပေးတယ်မလို့ပါဘူးနော်ချယ်ရီရဲ့ဒီဗီဒီယိုဖိုင်လေးကိုကိုမရဲ့တယောက်တွေ့ပြီဆိုရတဲ့ပေါ့နော် like လက်မလေးတယောက်တစ်ချက်နေမယ် channel လေးကို subscribe နှိပ်ရသေးဘူးဆိုလို့ channel လေးကို subscribe နှိပ်ထားမယ်နော်များမြင်များပေါအောင်လဲ like share လေးတွေနဲ့ကိုမရေ share ပေးထားကြမယ်နော်ကိုမလုံးမလေးရှိရဆိုလို့ရှိရင်ချိန်ပေးလိုက်တဲ့ကနန်းလေးနဲ့ချိန်ပေးလိုက်တဲ့ကီးလေးနဲ့အချိန်လေးတွေနဲ့တွဲပြီးတော့ကစားလို့ရပါနော်ကီးကတော့နေကုန်ကီးနော်429ကီးလေးနော်နေကုန်ကီးကိုမလုံးမလေးရှိရဆိုလို့ရှိရင်ဆွက်ကကစားပါနော်ချိန်ကြီးရဲ့ကီးကတနေကုန်မဖောက်ပါဘူးနော်ကိုမရဲ့အားလုံးပဲချယ်ရီစပြီးကနန်းပေးပြီးဆိုတဲ့ကကီးကိုစကင်ပြီးဆိုတော့တစ်ချက်မှမဖောက်သေးပါဘူးနော်ဟုတ်ပါပြီကိုမရဲ့အားလုံးပဲချယ်ရီရဲ့ကနန်းလေးတွေအကုန်လုံးရသွားပြီဆိုလို့ရှိရင်ကိုမရဲ့အားလုံးပဲနော်မနေ့ဖန်ကို4 လပိုင်း2 ရက်နေ့2025ဗုဒ္ဓဦးနေ့မနေ့12 နာရီ10 မိနစ်အတွက်မှာကိုမရဲ့အားလုံးဒိုင်နေရှိမှငွေမြတ်မြတ်ထုတ်နိုင်ပါသေးလို့ချယ်ရီဘက်ကစုမွန်ကောင်းတောင်းနေပါနော်ချယ်ရီဒီဗီဒီယိုဖိုင်လေးကိုပေါ့နော်ရှင်းနာခွင့်ပြုပါနော်အကုန်မရဲ့အားလုံးပဲမနေ့ဖန်ကြမှာပြန်ဆုံးမယ်နော်အားလုံးပဲဘိုက်ပါ